မင်္ဂလာပါတင်တာပြန်လာပြီ let's go မနေ့ကသုံးသက်ပေးလိုက်တဲ့မန်ယူဝဲကိုရလိုက်တယ်မှာလားအဲ့ဒါဆိုရင်ဒီနေ့သုံးသက်ချက်လေးဆက်သွားကြရအောင်ဒီနေ့မှာဆိုရင်လက်ကျန်ပွဲစဉ်ဖြစ်တဲ့ Leicester နဲ့ Newcastle တို့ပွဲကိုသုံးသက်ပေးချင်ပါတယ်စမ်းစစ်မှုရာခိုင်နှုန်းများနေတဲ့အင်ရှင် Leicester တို့ဟာနောက်ဆုံး9ပွဲဆက်သွင်းဂိုးမဲ့ရှုံးနေတဲ့အသင်းတွေဖြစ်တယ်အထူးသဖြင့်အိမ်ငွေပွဲစဉ်မှာဆိုရင်ပေးကိုအရေးအတွက်က2ဂိုးနဲ့အထက်တွေပေးခဲ့ရတာဖြစ်ပြီးတော့တိုက်စစ်ကတော့ဂိုးရရှိဖို့ကိုအတော်လေးရုန်းကန်နေရတယ်အခုအိမ်ငွေပွဲစဉ်မှာလည်းသူတို့အနေနဲ့သွင်းဂိုးရရှိဖို့အရေးကိုဖွင့်ကစားလာအောင်ပါNewcastle တို့ကတော့ခြေစွမ်းအနှဲငယ်ရိုင်းသွားခဲ့ပေမဲ့လည်းနောက်ဆုံး3ပွဲဆက်ကိုပြန်အနိုင်ရရှိခဲ့ပြီးတော့တိုက်စစ်မှုအစ်ဆက်ကတော့ဂိုးပေါက်ကိုပြန်တွေးခဲ့ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးအရာအဝေးကွင်း Newcastle ကဘော်ဒီစီတစ်လုံး25ပြားအရှုံးမှာတော့ဂိုးပေါင်းစီ3လုံး45ပြားအသာကိုဖွင့်လှစ်ထားတယ် Newcastle အသင်းကဂိုးနိုင်ချေ2ဂိုးအထက်ဖြစ်ပြီးတော့အင်ရှင် Leicester အသင်းကတော့ဒီပွဲမှာတော့သွင်းကိုရနိုင်မယ်လို့ယုံကြည်တာကြောင့်နှစ်ဖက်သွင်းကိုများမယ်လို့ထင်တဲ့အတွက်ဂိုးပေါ်ကိုပဲရွေးချင်ပါတယ်ဒီနေ့အတွက်သုံးသက်ချက်လေးကတော့ Leicester ဂိုးပေါ်ပါယူဇာများအရှုံးနဲ့၍အနိုင်များကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်